โอเคကျွန်တော်ဒီနေ့ runner ဘူးကပြုလုပ်တဲ့ Mozo Twin Run မှာကျွန်တော်လာပြိုင်တာပါ။ကင်ဝဲတော့တကယ်ကို amazing ပဲ။ကျွန်တော်တို့ရဲ့ပြေးပွဲတွေမှာတော့အဓိကတင်ကြတာကတော့ဟီကာကြီးပဲ။ဟီကာကြီးကအမြဲ sponsor ပြီးတော့ကျွန်တော်တို့နဲ့ကပသားလိုက်လို့ဖြစ်နေပါပြီဟီကာကြီးနဲ့။အခုလိုမျိုးပြေးပွဲတွေမှာရောပြေးသမားတွေကိုရောဟီကာရီက sport တွေအများကြီးလုပ်ပေးတဲ့အတွက်ကြောင့်မလို့လဲကျေးဇူးအများကြီးတင်ပါတယ်။